မောပန်းလို့အားလုံးကိုလက်လွတ်လိုက်ခြင်းပြီလားလောက်နေတဲ့အလုပ်ကကိုဖြစ်ချင်တယ်လို့ဖြစ်မလားလို့ရှေ့ဆက်ဖို့စိတ်ကုန်နေပြီလားရပါတယ်ခဏနားလိုက်ပါအောင်ဒါပေမဲ့လုံးဝလက်မလျှော့လိုက်ပါနဲ့ကိုမေခွန်းတစ်ခုပဲမေးကြည့်ပါငါဒါကိုအစတော့ကဘလို့စိတ်မျိုးနဲ့ဘာကြောင့်စခဲ့တာလဲဆိုတာကိုမေးကြည့်ပါတင်စတင်တဲ့နေ့ရက်ကရင်ထဲမှာမျောလင်းချက်တွေအိမ်မက်တွေနဲ့တောက်ပနေခဲ့တယ်မဟုတ်လားအခုလန်ခုလက်မှာကြုံနေရတဲ့အခက်အခဲတွေကတင့်ရဲ့အိမ်မက်ထက်မကြည့်မပါဘူးအောင်မြင်မှုဆိုတာလွယ်နဲ့ရလာတဲ့အရာမဟုတ်ပါဘူးလဲကြတိုင်းလဲအရှုံးမဟုတ်ပါဘူးလက်လျှော့လိုက်ရင်အရန်လွယ်ပေမဲ့လက်လျှော့လိုက်ရင်တင့်ရဲ့စူးစမ်းအားထုတ်မှုအားလုံးဟာဒီမှာရင်ပြီးဆုံးသွားပါလိမ့်မယ်ဒါကြောင့်ဒီနေ့မနေ့ကထက်ပိုတော်ပိုတန်မာတဲ့ကိုပဲပြန်တိဆောက်ပါပန်းထိုင်ကိုချက်ချင်းမရောက်ရင်တော့တလန်းချင်းစီဆက်လျှောက်ပါအစအဦးဆုံးရွေချက်ကိုရှင်ထဲမှာပြန်လဲရှင်တန်းပြီးအားတင်ထားပါတင်လုံးနိုင်ပါတယ်